အားလုံးမင်္ဂလာပါရှင်။ဇာလီ Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့အရန်ကိုမှလွတ်ရလွယ်ကူပြီးတော့အရန်ကိုမှအရသာစီပြီးစားလို့ကောင်းတဲ့ကောင်းကျင်းမှုစီကြော်ကြော်နေလေးကိုလာရောက်မြောက်ပေးတာဖြစ်ပါရစေ။သူရဲ့ကောင်းကျင်းမှုစီကြော်လေးကလည်းအပြင်သားကျွတ်ကျွတ်လေးရဲ့အတွင်းသားအီစစ်စစ်လေးနဲ့ပေါ့နော်တမျိုးလေးစားလို့ကောင်းပါတယ်။ဒါကြောင့်မို့လို့ဇာလီနဲ့အတူလိုက်ပြီးတော့စားကြည့်ရအောင်နော်။ဇာလီရဲ့ channel လေးကမို့လို့နေနဲ့ channel လေးကိုအမြဲတမ်းတက်ဆက်ပေးသွားမှာဖြစ်လို့ဇာလီရဲ့ channel လေးကို subscribe ပေးနေတော့ပဲပို့တောင်းဆိုပါတယ်နော်။ဒါဆိုရင်စပြီးတော့လုပ်ကြည့်ရအောင်။အရင်ဥစားပကံတစ်ခုတည်းကိုကောင်းညှင်းမှုထည့်ပါမယ်နော်။ကောင်းညှင်းမှုကဇာလီလက်ကျန်လေးပဲကျန်လို့အကုန်လုံးလောက်ထည့်လိုက်ပါတယ်။မှန်းကြည့်ထမင်းစားစွန်းနဲ့5စွန်းလောက်စီမံထည့်ပါတယ်စင်။ထမင်းစားစွန်းနဲ့ကောင်းညှင်းမှု5စွန်းကိုစံမှုထမင်းစားစွန်းနဲ့ဒီစုံမပြည့်တပြည့်ထည့်ပါတယ်နော်တချို့ကလည်းစံမှုမထည့်ပါဘူးဇလင်းကမုတ်စီကြော်လေးကိုနည်းနည်းကြွကြွမမလေးစားချင်လို့စံမှုထည့်ခြင်းဖြစ်ပါတယ်ပြီးတော့စားလေးနဲ့ငယ်ထည့်ပေးလိုက်ပါတယ်ပြီးရင်အားလုံးကိုနှက်အောင်မှုပြလိုက်ပါမယ်နော်ပြီးရင်ဒါလေးကတော့ထညက်ရည်ပါထညက်ရည်ကိုခက်ကြကြလေးကြိုထားပေးမယ်နော်ကြိုပြီးရင်တော့တက်စစ်ထားပေးပါနော်ဇလင်းကကြိုပြီးသားစီနေလို့ပါကြိုပြရလာတဲ့ထညက်လေးတွေကိုမုတ်ထဲကိုထည့်ပေးပါမယ်မုတ်တွေကိုနည်းနည်းချင်းစီလောင်းထည့်ပြီးတော့တစ်ဖက်ကမူးမီတန်လေးနဲ့မွေတော့ပေးပါမယ်နော်မွေလိုက်ထည့်လိုက်လို့ပါနော်တခါတည်းလောင်းမထည့်လိုက်ပါနဲ့အစင်လုံးတက်လို့ပါမုတ်သားတွေကိုအလုံးခဲတွေတစ်လုံးဝမှမကျန်တော့အောင်မူးမီတန်လေးနဲ့အခုလိုပဲစစ်စစ်လေးမွေတော့ပေးလိုက်ပါနော်မွေနေရင်းနဲ့မှပြစ်နေသေးတယ်ဆိုရင်ထညက်ရည်ထည့်နိုင်ပါတယ်မုတ်ရည်ရဲ့အနေအထားကမပြည့်မကျဲအနေထားလေးစီရပါမယ်နော်အားလုံးအလုံးအခဲတွေအားလုံးကြည်သွားပြီးပြောက်သွားတဲ့ဒီမူသားပေးလိုက်ပါမုံရီကအခုလိုမပြည့်မကျဲအနေထားရပြီဆိုရင်ထညက်ရည်ထဲတာကိုရနိုင်ပါတယ်နော်မုတ်သားလေးတွေကိုတော့နည်းနည်းလေးညှက်တော့အောင်ဆက်မွေပေးလိုက်ပါမုတ်ရဲ့အနေအထားကအခုလိုလေးပုံစံလေးဖြစ်နေရပါမယ်မပြည့်မကျဲအနေထားလေးပါနော်မုတ်နှစ်ကလေးရပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့နေဝက်လောက်နှက်ထားပေးလိုက်ပါမယ်ကဲမုတ်လေးနှက်ထားပြီးဆိုရင်တော့မုတ်လေးစားပုတ်ပါမယ်တဲ့ဦးကိုအပူပေးမယ်ပြီးလာပြီးဆိုရင်စီထဲမယ်စီလေးနည်းနည်းလေးပူလာပြီးဆိုရင်မုတ်ရည်လေးကိုနည်းနည်းလေးခတ်ထည့်ပေးပါမယ်မုတ်ဝိုင်ကိုတည်တည်လေးပဲလုံမှာဖြစ်ပါတယ်နော်တည်တည်ပပလေးပဲလုံမှာပါပြီးရင်တော့နှမ်းလော်လေးတွေကိုခက်မများလေးဖြူထည့်ပေးပါမယ်နှမ်းစီလေးတွေကိုခက်မများလေးထည့်ပေးပါနော်ဒါမှကိုက်လိုက်တိုင်းနှမ်းစီလေးတွေကိုက်မိအရင်မှွေးပြီးတော့စားလို့ကောင်းပါတယ်စင်နှမ်းစီလေးထည့်ပြီးပြီဆိုရင်တော့မီအေးအေးလေးနဲ့အောက်ကမကျွတ်မချင်းပြီးတော့အပေါ်ကမုတ်ရည်လေးတွေမချောက်မချင်းဖုတ်သွားပေးလိုက်ပါနော်အဖုံးအုပ်ချင်တယ်ဆိုရင်လည်းရပါတယ်ဇာလင်းကတော့အဖုံးမအုပ်ပဲနဲ့အခုလိုပဲစစ်စစ်စီလေးနဲ့ဖုတ်သွားပေးလိုက်ပါတယ်အပြင်သားလေးတွေမချောက်ခင်မှာနည်းနည်းလေးဟိုဘက်ဒီဘက်လှည့်ပြီးလို့ရပါတယ်เนาะအောက်ကတူးတော့မှကြောက်တယ်ဆိုရင်လေဟိုဘက်ဒီဘက်နည်းနည်းလှည့်ပြီးလို့အပေါ်ရန်လေးတွေကလည်း6လာပြီဆိုရင်တော့တစ်ဖက်ကိုလှမ်းပေးလိုက်ပါမယ်เนาะမုတ်သားကပူနေတော့မှနည်းနည်းပြော့ပါတယ်ဒါကြောင့်မို့လို့ဇုံးလေးနောက်တစ်ခုနဲ့အကူညီနဲ့ဒါလေးလှမ်းပေးလိုက်ပါတယ်တချမ်းကိုလည်းအခုလိုပဲနီနီရောင်လေးကျွတ်ကျွတ်လေးဖြစ်တဲ့ဒီဆက်ပြီးတော့ဖုတ်သွားပေးလိုက်ပါเนาะနည်းနည်းလေးကျွတ်လာပြီဆိုရင်ဟိုဘက်ဒီဘက်လှမ်းပြီးခဏလောက်ဖုတ်ပေးလိုက်ပါအောင်မေဟိုဘက်ဒီဘက်လှမ်းပြီးဖုတ်ပြီးပြီလို့မုတ်သားလေးကကျွတ်လာပြီးအနံ့လေးမွေးလာပြီဆိုရင်တော့ရပါပြီမုတ်စစ်တင်တဲ့အချိန်မှာစီလေးကိုစစ်စစ်လေးစစ်ပေးဖို့လိုပါမယ်နော်မုတ်စစ်ကြောဖြစ်တဲ့အတွက်တော့စီလေးနည်းနည်းစုပ်ပါတယ်မုတ်တွေကိုရလာပြီဆိုရင်တော့စီစုပ်တဲ့စက်ကူပေါ်မှာစီလေးတုတ်ထားပေးဖို့လိုပါမယ်နော်နောက်ထပ်တစ်ခုထပ်ပြီးတော့ပို့ပါမယ်နော်စီလေးနည်းနည်းလေးစီတဲ့အချိန်မှာပဲနောက်ထပ်မိုးရီလေးကိုတစ်စုံနဲ့တစ်ဝက်လောက်ကတ်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့လှော်ထားတဲ့နှမ်းလော်လေးတွေကိုထည့်ပေးပါမယ်နှမ်းလော်လေးတွေကိုခက်မြများလေးထည့်ပေးပါမယ်နော်စီကအခုလိုပါပဲထည့်ပြီးလို့ပေါ်ရန်က6လာပြီဆိုရင်တော့တစ်ဖက်ကိုလှမ်းပေးလိုက်ပါမယ်တစ်ဖက်ကိုလှမ်းပြီးလို့တအားလောက်ကြာလို့ကျွတ်လာပြီဆိုရင်တော့ဟိုဘက်ဒီဘက်2ခေါက်လောက်လှမ်းပေးလိုက်ပါအောင်မယ်နော်2ခေါက်လောက်လှမ်းပြီးလို့မုတ်လေးကကျွတ်ပြီးတော့မှုေးလာပြီဆိုရင်တော့ဒါရပြီပေါ့နော်ကဲအခုဆိုရင်တော့ကောင်းရဲမှုစီကြော်လေးရပါပြီစင်ကဲတမျိုးသူဒီမုတ်လေးကလည်းတမျိုးလေးစားလို့ကောင်းတယ်ပေါ့နော်အဲချိုချိုဆစ်ဆစ်လေးပေါ့နော်
ကဲဒါဆိုရင်တော့မော်စီကျော်ကျော်နီလေးကပြပါပြီနော်ဒီနေ့ဗီဒီယိုလေးရလောက်ပါပဲစင်အစောက်ဒီလိုက်ပါကြည့်စုပဲလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကြမှာဗီဒီယိုပြပြဝေကွာကြပါစေစင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်